ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပရိသတ်ကြီးတို့ကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ဓမြက်စီပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတုန်းကပေါ့ဗျာဓမြက်စီတဲ့ကြီးဟာဓမြက်စီနှစ်ချောင်းကိုရောင်းချခဲ့ပါတယ်တဲ့ကွယ်ဓမြက်စီကိုဝယ်ယူသူဟာလေတစ်ချောင်းကိုအိမ်အပေါ်ထပ်မှထားပြီးတော့နောက်တစ်ချောင်းကိုညီကြီးကျမ်းပြုတ်ပေါ်မှာလဲဖို့ဆိုပြီးဝယ်ယူခဲ့ပါတော့တယ်အဲ့ဒီအခါမြေကြီးမှာအလဲခတ်နေရတဲ့ဓမြက်စီလေးကနေ့စဉ်နေ့တိုင်းဖုန်တွေနဲ့ပဲလုံပန်းနေရပြီးတော့ကျင်ကြီးကျင်ငယ်တွေနဲ့ထိရကြောက်စစ်ခဲတွေနဲ့ကြုံတွေ့ရတော့သူ့ဘဝဟာကြမ်းတစ်ထက်ကြမ်းလာပါတော့တယ်အဲ့ဒါလို့ကြမ်းတမ်းတဲ့သူ့ဘဝကိုအားငယ်လာတာပေါ့ဗျာသူဟာအိမ်အပေါ်ထက်မှနေရတဲ့ဓမြက်စီလေးဖြစ်ရင်တိတ်ကောင်းမှာပဲလို့တွေးလိုက်တာပေါ့ဗျာသူ့ဘဝဟာနေလဲမပူရကြမ်းတမ်းတဲ့ကြောက်စစ်ခဲတွေနဲ့လည်းမတွေးရဘူးဆိုပြီးတွေးနေမိတော့တာပေါ့အဲ့ဒါလို့နဲ့အိမ်အောက်ကဓမြက်စီလေးဟာသူ့မိတ်ဆွေအိမ်ပေါ်လဲခံရတဲ့ဓမြက်စီလေးကိုအရန်အားကျနေမိပါတဲ့ကွယ်သူ့မိတ်ဆွေဟာအိမ်ပေါ်မှာနေရတော့တင်းပြတ်တဲ့ရနံ့တွေနဲ့နေရမှာပဲငါလိုဘဝမကြမ်းတော့ဘူးငါလည်းသူ့လိုဘဝရောက်ရင်တိတ်ကောင်းမှာပဲဆိုပြီးအမြဲတွေးပြီးနေတတ်ပါတဲ့ကွယ်အဲ့ဒါနဲ့တနေ့တော့တငယ်ချင်းဓမြက်စီနဲ့လှေကားနားမှာစုံမိကြပါတဲ့ကွယ်အဲ့ဒါလို့နဲ့သူတို့နှစ်ယောက်ဟာစကားပြောဖြစ်ကြတော့တာပေါ့အိမ်အောက်မှာညီကြီးများကိုအလဲခံရတဲ့ဓမြက်စီကတငယ်ချင်းရေမင်းဘွားကတိတ်တာရတာပဲနော်ငါလို့မကြမ်းတမ်းဘူးမကောင်းတဲ့ရနံ့တွေနဲ့လည်းမထိတွေ့ရဘူးမင်းဘွားကတိတ်ပြော့စရာကောင်းမှပဲလို့ပြောလိုက်ပါတဲ့ကွယ်အဲ့ဒါနဲ့အိမ်ပေါ်မှာနေတဲ့ဓမြက်စီကပြန်ပြောလိုက်တော့တာပေါ့တကယ်တော့ငါဟာအပြင်မှာမြင်နေရတော့ตายရတယ်လို့တာမင်းထင်ချင်ထင်နေပါလိမ့်မယ်ဒါပေမဲ့မตายရပါဘူးကွာလင်မယားချင်းရံဖြစ်ရင်လေငါ့ကိုဆွဲပြီးရိုက်ကြတယ်တယောက်နဲ့တယောက်ဆွဲကြလူကြနဲ့တာသမီများကိုရိုက်ပြီးဆိုရင်လေငါ့ကိုအတုံးပြကြတယ်အဲ့ဒါနဲ့တယောက်နဲ့တယောက်ဆွဲကြလူကြပြန်ရောကွာငါဘွားကမင်းတို့မကြမ်းတမ်းပြီမယ်နေ့စဉ်နာကျင်ရတယ်လို့နာကျင်ရတဲ့ဝေဒနာကိုလည်းခံစားနေရတယ်ကွစိတ်ရှုပ်ရပါတယ်ကွာငါကမင်းလို့ပင်ပန်းတာမခံရပေမဲ့စိတ်ရှုပ်စရာကြီးပါကွာနောက်ပြီးငါကိုဘယ်နှမှထားတဲ့ဆိုတာမင်းသိလားခြေနှင်းခုံအောက်မှာထားတာကွဟိုလူလာလဲတိုက်သွားလိုက်နင်းသွားလိုက်နဲ့တေးချင်စော်ကိုနန်နေတော့တာပဲကွာငါဘွားကလည်းမตายရပါဘူးလို့အိမ်အောက်ကဓမြက်စီလေးကိုပြန်ပြောလိုက်တော့တာပေါ့အဲ့ဒီအခါအိမ်အောက်ကဓမြက်စီလေးကလည်းသူ့ဘွားသူခြေနဲ့တလုံးခံစားသွားရပါတော့တယ်သူတွေးလိုက်တာကတော့အပြင်ပန်းပုံတံလှပေမဲ့သူ့ဘွားရဲ့ဒုက္ခတွေကငါ့ထက်များပြားလာပါလားငါရဲ့ဘွားကကြမ်းတမ်းလာပေမဲ့သူ့လောက်မဆိုးသေးပါဘူးလေလို့တွေးပြီးခေါင်းငုတ်ကတငယ်ချင်းတို့နှစ်ယောက်သူ့နေရာနဲ့သူပြန်ရောက်သွားကြပါလိရောတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲဗျာပြိတ္တတို့လည်းပုံမြင်လေးတွေကလို့အပြစ်မှကျန်းလို့စိတ်မပြတ်ပါနဲ့အိမ်ကောင်းကောင်းနဲ့နေရတယ်တင်းပြတ်တဲ့ရနံ့တွေကြားနေရတယ်ဆိုပေမဲ့လည်းအာမကြကြပါနဲ့အပြင်ပိုင်းလှပြီးအတွင်းပုတ်တာတွေကလောကမှာအများကြီးရှိကြပါတယ်တကယ်တော့ကိုရထားတဲ့ဘဝလေးကိုအကျိုးရှိရှိပေးဆက်ပြီးလောကကိုအလှဆင်ခွင့်ရနေတာလေးကိုကျင့်တ်စရာဖြစ်အောင်စူးစမ်းပြီးနေထိုင်တင့်ပါတယ်ဗျာအပြင်ပိုင်းမှာမလှကြပေမဲ့အတွင်းမှာတင်းပြတ်တဲ့ရနံ့ရှိအောင်စူးစမ်းပြီးနေထိုင်မယ်ဆိုရင်လူဘဝကြီးဟာအလွန်ตายရလှပါတယ်ဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ